မင်္ဂလာပါခင်ဗျာပွဲချက်ခက် channel ကနေတက်ဆက်လိုက်ပါတယ်ဒီနေ့မှာကျွန်တော်ဒီ interview မှာပေါ့နော်အရာဒီတိုင်း interview မှာရေကြီးနေတဲ့ရှင်တွေကိုကျွန်တော်နဲ့အတူကြည့်လိုက်ရအောင်ပါ interview မှာတော်တော်ရှင်နေစိုးနေတယ်ဗျာရေတွေကအရန်ကြီးပြီးတော့ပေါ့နော်သွားလို့လာလို့မရဖြစ်နေပါတယ်ခုကဒါလေးမျက်နှာမျိုးကနေကျွန်တော်ပြန်လဲထွက်ခွာပြီပေါ့ဗျာပြန်ထွက်ခွာပြီဒီညမှာတော့ရေကဒူးကောင်းလောက်ရှိတယ်ဗျရေစီးတန်ချက်ကတော့ပြောတယ်ရေစီးကတော့တန်တယ်ကျွန်တော်ရေတန်ဘူးတွေတော့ကျွန်တော်ဒီမှာရှိတဲ့ဆရာတော်ကျောင်းကိုကျွန်တော်အပ်ခဲ့ပြီပေါ့ဗျာလူခဲ့ပြီပေါ့ကျွန်တော်အခုလောဆယ်တော့ဟိုလေးမျက်နှာမျိုးကနေပြီးတော့ပြန်ထွက်နေမှာဗျလေးမျက်နှာမျိုးထဲမှာတော့ရေကတော့ရှင်စိုးလောက်တရားမြုပ်ခုနကကျွန်တော်ခါလောက်တွေပေါ့ဗျာပြီးရှိတယ်ပေါ့ရေနေထားတော့အဲ့လိုရှိတယ်လေးမျက်နှာမျိုးကနေကျွန်တော်ပြန်လဲပြီးတော့အပြင်ကိုပြန်ထွက်တော့ဗျာဒီကထပ်ပြီးတော့တိုးလာကြအကြောင်းမရှိတယ်ဗျာရော့သွားကြအကြောင်းတော့မရှိဘူးဒါကြောင့်မလို့ကျွန်တော်လည်းဒီမျိုးတွေကနေပြီးတော့ပြန်ပြီးတော့ထွက်လာပါဒီနေ့တော့မြင်တဲ့အတိုင်းပါဗျာလေးမျက်နှာမျိုးကလမ်းမကြီးပေါ်မှာဟောတဲ့ကဒီကအများကြီးပဲလို့ဗျာဒီကြောက်ထားလိုက်အောင်ဘယ်လိုဆွဲချပြီလဲညာဘက်ကိုဝက်ကိုဆွဲလိုက်အေးမိဘက်ကိုဆွဲချလိုက်လေအေးအဲ့ဘက်ကိုဆွဲအဲ့ဘက်ကိုဆွဲဟုတ်ကြရေလန်းလူကဒီရက်ွက်တွေအားလုံးကတော့ရေမြုပ်နေတဲ့ရက်ွက်တွေပဲဗျာဒီတွေကတော့မြင်တဲ့အတိုင်းပါဗျာကဲဒါကတော့ကူးသီးတပင်ဒါရဲ့အခြေအနေပေါ့နော်လက်ရှိနေရာကဘယ်နေရာဖြစ်မလဲဆိုတော့ရွှေတောင်ကုန်းနဲ့အယိုးကုန်းထိတ်ကတဲ့ရအောင်ဒီမှာအဲ့တောင်အဲ့နေပြီနော်ဒီထားကတော့ရေရတဖြည်းဖြည်းတက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့စိုးရင်ရတဲ့အထဲပါပါတယ်အခုတာလုံးကမှဒီတာတစ်လုံးတော့ကြံသေးတယ်နောက်ကဖိုးထားတဲ့တာအနေထားအရာတော့လေလက်ရှိရေလည်းပဲအမြင့်နဲ့ရေကပုံမြင့်နေတယ်အောင်မရတယ်နောက်ဖို့တာလည်းအနေနဲ့ဆိုတော့တကယ်လို့များဒီတာကြီးဒါပဲ့သွားမယ်ဆိုရင်တော့ဒါစိတ်မချစရာဘူးဒီတာကြီးပဲ့နေတော့ကအလုံးကတော့ခံနိုင်မှာမဟုတ်ဘူးနောက်မှလည်းပင်းရမပါဘူးဆိုတော့စိုးရင်ရပါလေတော့တောင်းတဦးကြီးများဟောတာဝဲအဲ့ဆိုတော့တို့ရေတန့်တို့ဘာလို့လုံမှာပေါ့နော်အေးလူတော့လုံမရတို့သွားဖို့ကြတော့တို့ကြည့်ရအောင်သွားဖို့ကအားသွားမှာသွားလို့ရတော့တက်လေငါးသွားမှရတော့မယ်ဟောဒါဆိုဆက်လက်ရလွယ်ငားလို့ရလားအေးအဲ့ဒါတော့ရပါမလားမသိဘူးအဲ့ကြောင့်ကျွန်တော်ကပုံမှန်တော့လမ်းထိန်တာကျွန်တော်တကယ်လို့ဒါကိုကြီးရင်ဆက်လေငားဖို့တင်ရအောင်မယ်ဟုတ်ကဲ့နော်တကယ်လို့လမ်းမေးနိုင်မယ်လေမေးပြီးတော့ဟုတ်ကဲ့မေးတော့မေးကြည့်မယ်ဟုတ်ကဲ့ပါရတကယ်လို့အဲ့ရွာတွေသွားခြင်းနဲ့ဆိုရင်တော့ရအောင်သွားမှာကွာဟုတ်ကဲ့ကျွန်တော်ပြောပြနော်ဆက်လေငားလို့ရတယ်ဆိုနောက်တစ်ချက်မသွားပဲသူအိုင်နပြူကိုလူဝင်နေအဲ့ဒါတော့ရမယ်အဲ့ဒါတော့မနေ့ပန်ဟိုကြီးကကြော်ယုံနဲ့ကြည့်အောင်မယ်ဒီမှာဟုတ်ကဲ့ကျွန်တော်နောက်ပိုင်းတော့သူကချိန်ဦးတာလို့ကျွန်တော်အိမ်လေးကိုဒါလောက်ပြည်ရန်ပေါက်လောက်ပြီးရောက်တာဝါကောင်းရေကြည်လို့ရေတန်ဘူးသုံးကောက်ဖို့ကွယ်ပသိမ်မြို့လေရှင်ုံမြောင်းမကောင်းဒီလိုဖြစ်ရတယ်ဝါကောင်းရေကြည်လို့ရေတန်ဘူးသုံးကောက်ဖို့ကွယ်ပသိမ်မြို့လေရှင်ုံမြောင်းမကောင်းဒီလိုဖြစ်ရတယ်